အားလုံးပဲမင်္ဂလာပါနဲ့ပြန်ကြပါစေကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ရန်ကုန်ကနေပြီးတော့ပေါ့နော်နေပြီးတော့မှကျွန်တော်တို့အလုပ်ကိစ္စနဲ့2ရက်လောက်ဝင်မယ်ပြီးပြီဆိုလို့ရှိရင်တော့တောင်ကြီးဆက်တက်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဥစ္စာလေးကိုကျွန်တော်ဒီနေ့မှာရန်ကီတခြားကိုရိုက်ပြသွားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့ day 1ဖြစ်ပါတယ်ကျွန်တော်နဲ့လိုက်ပြီးတော့ကြီးစုခံစားပေးပါအောင်လူကနည်းနည်းလေးတော့ Google လေးတော့ဖြစ်နေတယ်ဘာလို့ Google လေးဖြစ်နေလဲဆိုလို့ရှိရင်တော့ညကကျွန်တော်တို့ဒီဘောလုံးပွဲတွေရှိတယ်ပေါ့နော်အဲဆို Chelsea ပွဲတွေ Arsenal ပွဲတွေ Liverpool ပွဲတွေအကုန်လုံးစင်ကြည့်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်နည်းနည်းလေး Google လေးတော့ဖြစ်နေတယ်အဲ့ဒီဥစ္စာလေးတော့နည်းနည်းတီးခံပြီးတော့ကြည့်ပြပါအောင်ဆိုတော့ Lanky တစ်ချောင်းကျွန်တော်လိုက်ပြီးတော့ခံစားကြည့်ပါအောင်နောက်ထပ်ဆိုတော့ကျွန်တော်တို့အခုကားပေါ်တော့ရောက်ပြီပေါ့နော်အဲဆိုတော့မနက်ခင်းကျွန်တော်တို့အခုဘယ်ချိန်လောက်ရှိပြီလဲဆိုလို့ရှိရင်နာရီက9နာရီထိုးဖို့7မိနစ်တော့ရှိသွားပြီပေါ့နော်အဲဒီနေ့ကျွန်တော်တို့ဘယ်လိုသွားကြမလဲဘာညာတာတကားဆိုတော့လမ်းမှာဆက်ပြီးတော့ကြည့်ကြည့်ပြပါအောင်အဲဆိုတော့ကျွန်တော်မနက်ခင်းကျွန်တော်ရဲ့အချိန်ကကျွန်တော်ဒီမျိုးကားပေါ်တွေပါရောက်ပြီးခီးသွားမယ်ဘာညာဆိုလို့ရှိရင်တော့ပုံမှန်အားဖြင့်တော့ကျွန်တော်အဲ့လိုမျိုးတရားလေးပါလေးတော့ဖွင့်လေးရှိရပေါ့နော်ဆိုတော့အခုတော့တရားလေးဖွင့်ထားတယ်ပြီးမှပဲတခြင်းလေးပြောင်းပြီးတော့ဖွင့်မှာပေါ့နော်ဆိုတော့သွားလိုက်အောင် let's go ခုပဲသွားမှာလဲခုပဲသွားမှာအခုနေပြီးတော့ဒါတော့ကျွန်တော်အမေပါကျွန်တော်အမေနဲ့မိတ်ဆက်ပေးတာချောရမလားအဲ့တော့ကျွန်တော်အဖေပါခုပဲသွားမှာနေပြီးတော့အခုဘာမှ breakfast စားနေရတယ်အခုဆက်ဆိုတော့အခုလောဆယ်ကျွန်တော်တို့ကတော့အခုLucky 7မှာမနက်စာစားရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့နေပြီးတော့ဆွတ်ထွက်မှာဖြစ်ပါတယ်အချိန်ကတော့9နာရီခွဲရှိသွားပါပြီဆိုတော့ဆက်ကြည့်ပါဦး0မိုင်ရောက်နေပါပြီ0မိုင်မှာ0နဲ့ဝင်ဝင်ပါမယ်0နဲ့ဝင်ဝင်ပြီးရင်တော့ခီးဆွတ်ထမှာဖြစ်ပါတယ်ကျွန်တော်တို့အခုလောဆယ်ခဏလေးဒီနားမှာရက်ဆောင်လိုက်အောင်မယ်မာသားနဲ့ဖာသားနဲ့တွားရသွားတယ်ပြီးရင်တော့သူပြန်လာတော့မှာခါလေးဖုန်းလာနေလို့ရပါပြီကော်ဖီမှာခဲ့တယ်ဒီနေ့ကော်ဖီက ice latte မရဘူးတဲ့ကျွန်တော် ice latte မရဘူးဆိုတော့ရိုးကော်ဖီပဲမှာထားပါတယ်ကျွန်တော်ဆိုတော့ဒီ0မိုင်နာ0နဲ့ဘာညာစမကလာဒီလိုနဲ့တော့စောင့်ရဖြစ်ပါတယ်။ငါစောင့်လိုက်ပါအောင်ပဲ။ဒီလိုဆိုလို့ကျွန်တော်ခီးဆက်မှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ကားရောပြန်ရောက်ပြီ။ပုံမှန်အပြင်ဆိုလို့ရှိရင်တော့ရန်ကုန်အထွက်ပေါ့နော်။အဲဒီလိုမျိုးရန်ကုန်အထွက်ကနေပြီးတော့တနေရာအထိကတော့ကျွန်တော်ပဲမောင်းလေမောင်းထားရှိရပေါ့နော်။ပုံမှန်အပြင်တော့တခြားလူတွေကိုမောင်းခိုင်းလို့သိမရှိဘူး။ကျွန်တော်ကလည်း trust issue တော့ရှိရ။ကိုမောင်းတဲ့ကားမှကိုစိတ်ချပြီးတော့အဆင်ပြေရဆိုတဲ့အနေအထားမျိုးတွေလည်းရှိတာပေါ့နော်။ဆိုတော့ကြောင့်မလို့ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကပုံမှန်အားဖြင့်အတိုင်းပဲကျွန်တော်အခုဒီရန်ကုန်ကအထွက်ကိုကျွန်တော်မောင်းမယ်တနေရာလောက်ရောက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဖေမောင်းမှာပေါ့နော်လောဆယ်တော့သူတို့မုတ်တွေပါဝယ်ပြီးတော့အခုဒီ toilet မှာ toilet ခဏသွားနေတယ်သွားနေတယ်ဆိုတော့ကျွန်တော်ကအချိန်ရနေုံလေးရိုက်ထားတာဖြစ်ပါတယ်ဘယ်ရောက်တယ်ဘာညာဆိုတာထပ်ပြီးတော့ပြောမယ်ပေါ့နော်အမြန်လန်းသွားပြီဆိုလို့ရှင်တော့ကျွန်တော်ရဲ့လှုပ်ထားရှိတဲ့ပုံစံကတော့ကျွန်တော်ဘယ်တော့မှဆိုကားကိုပဲဂိူးဆိုင်ပြီးတော့မောင်းတယ်လက်တစ်ဖက်ထဲမမောင်းဘူးဘယ်တော့မှတိတ်ရှာရှည်ရဲလို့တိတ်မလုပ်ဘူးပေါ့နော်ပြီးလို့ရှိရင်လည်းထပ်ပြီးတော့ပါလဲဆိုလို့ရှင်တော့အာယုံဆိုင်ပြီးတော့မောင်းတယ်ဖုန်းသုံးတာတွေတင်မမုတ်ယူစားတာတွေဟိုနှိုက်ဒီနှိုက်လောက်တာအဲ့ဒါတွေမလုပ်ပါနဲ့အနေနဲ့များတယ်ကားကိုလည်းတနိုင်လောက်ဖြည်းဖြည်းပဲမောင်းover kilo တွေတော့မမောင်းနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးမမောင်းနဲ့ကိုယ့်ကိုထိန်းသိမ်းလေးပဲမောင်းတက်နိုင်တဲ့လောက်လေးပဲမောင်းပေါ့နော်ပြီးရင်ဂျိုင်းတွေတက်နိုင်တဲ့လောက်ရှောင်းပြီးရင်ကားကိုလည်းစစ်လို့ရရင်စစ်လို့ရတဲ့လောက်ပုံမှန်ဘိန်းလေးလေးနဲ့ပါနားပြီဆိုတာနဲ့စစ်ပေးပေါ့နော်အဲ့ပုံစံမျိုးလောက်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်အခုတော့လောက်ပါပဲကျွန်တော်ဆက်ပြီးတော့ခီးဆက်လိုက်ပါအောင်မယ်ဘယ်ရောက်တက်ထပ်ပြီးတော့ပြပေးပါမယ်အားလုံးပဲ see you okay ဆိုတော့အခုပဲ115မှန်ရောက်ပါပြီဆိုတော့လမ်းမှာလည်းမောင်းနေတာပါညာတော့မရိုက်မိလိုက်ဘူးပေါ့နော်ဆိုတော့အခုထမင်းစားပါညာခဏနားမယ်နားပြီးတော့မှပဲဆက်ပြီးတော့ခီးဆက်မှာဖြစ်ပါတယ်ထမင်းကတော့ဘာမှစားပြမလဲဆိုတော့115မှာစားပြမှာပေါ့နော်ဆိုတော့ကျွန်တော်တို့နည်းနည်းပါညာရှူချောင်းလေးရတယ်ပါရိုက်ပြမယ်ပေါ့နော်စကားပြောတာမပြောတာတော့မသိသေးဘူးဆက်ပြီးတော့ကြည့်ပြပါဦး Okay ဆိုတော့လက်ရှိတော့ fee ရောက်နေပါပြီ115မှန် fee မှာပေါ့နော်ဆိုတော့ထမင်းတော့မှာထားတယ်မလာသေးဘူးအဖေနဲ့မင်းကတော့စားနေပြီဒီမှာအဖေကိုပြပါမယ်ဒါတော့အဖေကြိတ်နေဖြစ်ပါတယ်ကောင်းလားဟုတ်လားဘာနဲ့စားအမင်းစီတန်းကျောက်ရာလေးနဲ့ပါကျန်တဲ့ဟာတွေရိုးနေလို့တဲ့ကျောက်ဦးမကျော်ရဲ့စိတ်သားဦးမကျော်ရဲ့ပြီးတော့ဒီမှာမင်းကျော်ကသူတို့ပေးတာ
တော့ချင်းလေးငယ်ပြီးကြော်တယ် ရိုးတာမန်ဟာတွေကစားရတာရိုးလို့တဲ့ဒါလေးမှာထားပါတယ်ကျွန်တော်တော့မလာသေးလို့စောင့်နေပါတယ်ခဏစောင့်နေပါဦးဒီမှာပြန်တွေ့ပါပိုက်တော့ချင်းပါပါပိုက်တော့တက်ပါပိုက်တော့တက်ပါတက်ပါကျွန်တော်တို့အခုအမြန်လမ်းမှာလာနေရပါတော့လာနေရင်လည်းဒီ165မိုင်ကြာရင်အများတိုင်းပိတ်နေရရှိတယ်တရားမပြီးသေးဘူးဆိုတော့အဲ့ဒါမှအခုစောင့်နေတော့မှာပဲအခုလည်းသွားနေပါပြီကျွန်တော်ပြပါမယ်ကျွန်တော်ဒီမှာဆိုတော့ဒီတရားကတစည်းသွားရင်ဟောဘကအလားဆိုရင်ကျွန်တော်တို့ကပြန်ဆောင်ရတာပေါ့နော်အဲ့လိုပုံစံမျိုးတော့လည်းဖြစ်တယ်နောက်တစ်ခုပြောဦးစီတာကဒီတရားလုံညာတော့ကြာပြီဘူးတော့မပြီးသေးဘူးပေါ့နော်ဆိုတော့ဒီနားလေးကြာလို့ရှိရင်တော့အနေလေးစောင့်ပြီးတော့သွားကြပါပြီးတော့တရားလည်းအနေနားလေးမူလေးတော့ရှိပေါ့နော်တစ်ဖက်ကလာလို့ရှိရင်တစ်ဖက်ကစွတ်မတက်လာနဲ့ပေါ့ဗျာအဲ့ဒါလေးတော့အနေတော့ချုပ်ချက်လီပေါ့ဗျာဟုတ်တယ်မလားနော်စွတ်ဆက်မောင်းသွားပြီးတော့မှအပေါ်ကျမှပိတ်နေတယ်အဆင်မပြေဘူးလေနော်အကုန်လုံးတော့သွားကျင်တဲ့သူတွေပဲဟုတ်တယ်မလားအဲ့ဒါလေးကိုလည်းပြသထားဖြစ်ပါတယ်ဆက်သွားလိုက်ပါအောင်မယ် See you welcome back to my channelအဲဆိုတော့ကျွန်တော်အခုနေပြည်တော်ရောက်ပါပြီနေပြည်တော်ကရောက်ပြီဒါပေမဲ့အခန်းတော့မရောက်သေးဘူးပေါ့နော်ဆိုတော့အခုဟိုတယ်တော့ရောက်နေပြီလမ်းမှာနေပြည်တော်ဝင်တာဘာညာတာရကာတွေကမရိုက်ဖြူပေါ့နော်အဲ့ဒါနဲ့အခုမှပဲပြင်ရပြလိုက်တာဖြစ်ပါတယ်ဆိုတော့နောက်မှာတော့မာသားကြည့်နေတာမာသားတစ်ချက်လှမ်းရှိုးတယ်ဘက်ကနော်ဆိုတော့အခန်းထဲရောက်မှပဲ rondo လေးချက်လုပ်ပြပါမယ်ကျွန်တော်တို့ကဒီနေ့သင်္ကာဟမှာတင်မှာဖြစ်ပါတယ်ခင်ဗျโอเคခုနကတော့ပြောလက်စတဝက်တစ်ပြက်ပေါ့နော်အခုကတော့အခန်းထဲရောက်ပါပြီဆိုတော့ rondo ကတော့ပြီးမှပဲတခြားလုပ်ပြမယ်လောဆယ်တော့တခြားလေးနေရာမချရသေးလို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီသင်္ကားဟိုတယ်မှာတဲပါတယ်ခန်းလေးကမစိုးပါဘူးမစိုးဆိုဈေးရကြီးတာဆိုတော့မစိုးဆိုရင်အနေထားတက်ကိုကြောပါတယ်ပုံနဲ့ပြောရရင်လေဆိုတော့ကျွန်တော်တို့ခန်းလေးကဒီလိုမျိုးလေးပါသူ့အနေနဲ့သူတော့ဖိုင်းပါတယ်အထဲမှာလည်းမိုက်တယ်အေးတယ်နေပြီးတော့ကျွန်တော်တို့ဒီတာမန်အချိန်မှာတော့မှနည်းနည်းလေးအေးရလို့ပြောလို့ရတယ်ကျွန်တော်ရန်ကုန်မှာအခုဒီပိုင်းမှာအေးပြန်ပေါ့သွားပြီဗျာဒါပေမဲ့နေပြီးတော့မှအခုချိန်ဒီကိုအေးနေသေးတယ်ဆိုတော့အဲ့ဒါကြီးကမစိုးဘူးပေါ့နော်ဆိုတော့ပုံဝင်နေကျွန်တော်တစ်ချက်ပြမယ်ဆိုတော့ဒီလိုမျိုးလေးပေါ့နော်တော်တော်လေးနဲ့စိမ့်စိမ့်ဆူဆူလေးဆိုတော့ fine နေ agent နဲ့ vibe လေးတခုတော့ရတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ကနေပြီးတော့ပြီးလို့ရှိရင်လည်းတောင်ကြီးကလောဆက်တက်မှာဆိုတော့အဲ့ဘက်ကျရင်တော့ပို့ပြီး agent နဲ့ vibe လေးတခုရမှာပေါ့အခုလည်းသူကနေတော့မစိုးပါဘူး agent မှာဆိုတော့ကျွန်တော်တို့ကတော့အခုဒီခန်းလေးမှာတည်ရဖြစ်ပါတယ်ကျွန်တော်ကအလုပ်ကိစ္စနဲ့လာတာဆိုတော့အကြာကြီးလည်းနေမှာမဟုတ်တော့အခန်းကတော့နည်းနည်းအဆင်ပြေရတယ်တခုပဲယူလိုက်တယ်ဒီမှာလည်းဟိုတယ်ခန်းတွေကဈေးကနည်းနည်းလေးရောကြီးတယ်ဗျအကြောင်းမလို့ချိန်ပြီးတော့ပဲယူလိုက်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့လောက်ပဲခဏနေကြလို့ရှိရင်တော့အပြင်ခဏပြန်ထွက်ဆရာရှိတယ်အဲကြောင့်မှပဲကျွန်တော်ရိုက်ဖြစ်ပါဗျာချိန်နေကြည့်အောင်ကျွန်တော်အခုတော့ဒီ junction ဟူးဆေးဆိုတဲ့ junction နေပြီးတော့ဟူးဆေးတာမျိုးတွေအဲ့ဒီကိုရောက်နေတယ်ဒီမှာတော့ဟိုကြည့်လိုက်ကြည့်အောင်အဓိကတော့ father ကသူကဟိုလောက်ပစ္စဝယ်စရာလေးတွေပေးစရာလေးတွေပါညာရှိရဆိုတော့လာကြည့်တာရန်ကြီးတော့ဖွင့်လာမှကြာသေးဘူးလားဒါမှမဟုတ် original ကိုတိတ်မစုံတာတော့မသိအများတော့မစုံဘူးပေါ့နော်အဲပါတော့ကျွန်တော်ဒီမှာပတ်ကြည့်မယ်ဟိုကနောက်တစ်ခုပြောအောင်ဟိုပါလဲ copyright တွေညှိလုံးအောင်ကြည့်လို့လေကျွန်တော်တခြင်းမထည့်တော့ပါစက်နဲ့ပဲနောက်ကတောက်လျှောက်လိုက်ပြောပေးမယ်သူပဲ copyright မိနိုင်မလားငါပဲပြောနိုင်မလားကြည့်ကြပြအောင်ဟိုကရလုံးအောင်ကြည့် copyright ကဟိုဗီဒီယိုဆိုကျွန်တော်အဲ့ဒီနောက်ဆုံးရိုက်ထားတဲ့ဗီဒီယိုတွေဆိုရင် YouTube မှာ Facebook မှာတင်လို့မရအောင် copyright တွေညှိနေလို့ညမလို့ TikTok မှာပဲတင်ထားတာကြောင့်ကြည့်ရင်လည်းဆို TikTok မှာသွားကြည့်အဲ့လိုမှပဲရမှာပေါ့နော်မဟုတ်ဆိုလို့ရှိရင်တော့တိုင်းပတ်တယ်အကျိုးပြောထားတာပါကိုယ်ကလည်းပတ်ကြည့်ပြီးသွားပြီခုနကလည်းဗီဒီယိုကလစ်လေးကျွန်တော်ထည့်ထားပြီလေညာတော့မစုံဘူးအမြင်နဲ့ပေါ့ရှိတယ်ဇို့ပါပစ္စည်းတွေတော့ရှိပါတယ်ခုနကတော့ကျတော့ဟိုတယ်မှာခဏနားပြီးတော့
ကျွန်တော်အလုံးလုံးမလို့ပဲရှိသေးတယ်။ father ပြန်ထွက်မယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ထွက်လာတာပေါ့နော်။ဆိုတော့အပြင်မှာ channel တစ်ခုလောက်ရှိမယ်ပြီးလို့ဆိုမှဟိုတယ်ပြန်ပြီးတော့ပါညာဆိုတော့မှသမင်းသွားစားပါညာညနေမှလုပ်ပါပေါ့နော်။ Okay စကြည့်ပါဦး။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ day 2ဖြစ်ပါတယ်။ဒါပေမဲ့မနေ့ကပြန်ရောက်ပြီးတော့ကျွန်တော်ဗီဒီယိုမရိုက်ဖြစ်ဘူးပေါ့နော်ကျွန်တော်ဒီမှာထမင်းတွေပါစားကြရစားပြီးတော့ညဘက်ကျတော့ကျွန်တော်ရဲ့ဒီဘက်က channel ဖြစ်တဲ့ user review မှာဗီဒီယိုလေးတွေသွားပြီးတော့မတင်ရသေးတော့သွားတင်နေရတယ်ပါတယ်နည်းလေးလှုပ်ရှုပ်သွားရတယ်ပဲမတင်မင်းပြဘူးပေါ့နော်မတင်မင်းပြတာနဲ့ပဲအဲ့ဘက်မှာသွားပြီးလှုပ်ရှုပ်နေရတယ်ပဲဒီဘက်မှာထပ်ပြီးတော့မရိုက်ဖြစ်ဘူးဆိုတော့ဘာမှတော့ထွေထူးမလုပ်ဖြစ်ပါဘူးညဘက်ကျတော့ကျွန်တော်စားကြရစားလှုပ်ရှားရှာလုပ်ပေါ့နော်ပြီးတော့ကျွန်တော်လည်းအစိုးရတွေကအိတ်လိုက်တာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ day 2မှာကျတော့အစားတော့ကျွန်တော် day 3ကျမှပဲတောင်ကြီးဘက်ကိုတက်မလို့ဒါပေမဲ့ decision ပြောင်းသွားတာပါဗျပြောင်းသွားပြီးတော့ day 2မှာကလေးကတက်မှာဆိုတော့အဲ့ဒါလေးနဲ့ပါပြင်ဆင်စာရှိရလေးရှိရတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့လည်းဒီမနေ့ကြလို့ရှင်စောစောထားပြီးတော့သွားစရာရှိတာဘာညာအကြောင်းအစောကြီးအိတ်လိုက်တယ်ပေါ့နော်အဲ့လိုနဲ့ပဲဘာမှတော့မရိုက်ဖြစ်ဘူးဆိုတော့ဒီမနေ့မှာဆိုလို့ရှင်တော့ကျွန်တော်တို့ day 2မှာဆိုလို့ရှင်တော့ကျွန်တော်တို့ဒါတောင်ကြီးတက်မှာဖြစ်ပါတယ်ခဏနေကြလို့ရှင်တော့စပြီးတော့တက်တော့မှာပေါ့နော်ဆိုတော့ lanky တခြားဟာလေးတွေကိုကျွန်တော်ဆက်ပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုဆုံးနေလိုက်ကြည့်ပေးပါဦးဆိုပြီးတော့ run to လေးနဲ့လုပ်ပေးမယ်ဆိုတော့ဒီမျိုးဟာလေးရှယ်တာတော့ဟိုဘက်ချမ်းနေမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးပေါ့နော်ဟိုတယ်တွေကကြတော့ဒီဘယ်လိုပြောမလဲလုံချင်းဘန်ဂလိုပုံစံမျိုးလေးရှိရဒါပေမဲ့အဲ့ဒီဘက်ကလည်းနည်းနည်းလေးစေးကြည့်တယ်ပြီးတော့ကျွန်တော်တို့ကခဏပဲလာတာဆိုတော့ဒီခန်းလေးပဲယူပြလိုက်တယ်ပေါ့နော်ဆိုတော့ဒါကတော့ run to အခန်းလေးကနည်းနည်းလေးတော့ပွားနေတယ်ဒါမှလည်းတနင်္လာတော့ပြပေးမယ်ပေါ့နော်ဆိုတော့ okay ဆိုတော့ဒီကဝင်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာတကားတွေ့ရမယ်ပြီးပြီဆိုလို့ရှိရင်တော့ဒါကတော့ရေချိုးကန်အင်တာလေးပေါ့နော်သူကလည်းသူမိုက်ပါတယ်ကျွန်တော်တို့ကြိုက်တယ်ဒါကတော့ကျွန်တော်ပေါ့နော်ပြင်ဆင်ပြီးသွားပြီဆိုတော့ဒီမျိုးလေးတွေပါလေးတွေရှိမယ်ပေါ့ဗျာဆိုတော့ဒါကတော့ this is me ကြိုက်နေတဲ့ကင်မရာလေးကတော့ Canon V10 PowerShot V10 နဲ့ရိုက်နေတာဖြစ်ပါတယ်ကျွန်တော်ဘာလို့အဲ့ဒီဥစ္စာမှာလဲတစ်ဖက်ကဒီအပြိုင်ဖြစ်နေတဲ့ဒီ Osmo DJI Osmo Pocket 3ကိုမဝယ်ဘဲနဲ့ဒါဝယ်လဲဆိုတော့ဥစ္စာလေးကိုကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပြီးတော့ရှင်းပြအောင်မယ်ပြီးဆိုတော့ကျွန်တော်တို့ကတော့ဒီနှစ်ယောက်ခန်းကို extra bed ထိုးလိုက်တာပေါ့နော်ဒါကတော့ပစ္စည်းတွေကကျွန်တော်တို့ပြန်တော့ကန်ဒီမှပြတာဆိုတော့နည်းနည်းလေးတော့ပွားနေတယ်အဲ့ဒါလေးကိုတီးခံပြီးတော့ကြည့်ပေးပါဒါကတော့ဟိုကျွန်တော်တို့ကနှစ်ယောက်ခန်းမှာဂရင်တစ်လုံး extra bed ထိုးလိုက်ပြီးတော့နေတာပေါ့ဒါနည်းနည်းလေးတော့ပွားနေတဲ့အတွက်ကြောင့် sorry ပါဆိုတော့ဒါကတော့အဖေနဲ့မင်းနဲ့အိတ်တာပေါ့နော်ဒါကတော့အမေရဲ့ luggage ပါညာတာကဖြစ်ပါတယ်ဒါကတော့မာသားပါဟယ်လိုဒါတော့မာသားပါဒီနေရာလေးမှာအဲ့လိုမျိုးဟို decoration လေးပါလေးပါတယ်ဆိုတော့ဓာတ်ပုံရိုက်မယ်လို့ကျွန်တော်တို့ဒီမျိုး view တွေပါရိုက်တာပါညာဆိုလို့ရှိရင်တော်တော်လေးတော့အဆင်ပြေတယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဒီလိုမျိုးလေးတော့မြင်ကွင်းလေးရှိတယ်အောက်ကမြင်ကွင်းလေးရတယ်သူ့ကနေတော့လှပါတယ်ကျွန်တော်တို့ဒါပိတ်ထားတာများတယ်မဟုတ်ရင်အခန်းထဲကိုဒိုးပေါက်ကြီးမြင်နေရလို့ပေါ့နော်ဆိုတော့ Rondo လေးကတော့လောက်ပါပဲခဏနေကြလို့ရှိရင်ကျွန်တော်တို့စပြီးတော့ဒီအိုင်ထွက်ခွာရမှာဖြစ်ပါတယ်ထွက်ခွာရလို့ရှိရင်ထပ်ပြီးတော့ပြပေးပါဦးမယ်အားလုံးပဲ see you ပါ